ဒီ EV စီးရင်လေချွေကိုချွေတားမဲ့ဟာရှိတယ်အဲ့ကောင်ပတ်စံအရင်ကုန်တယ်သူကဘာလဲဆိုတော့တာယာ EV ကားမှာဘက်ထရီကတားလေးတယ်ဗျာသူကတားလေးတော့သူဒီစိုင်းနီယာအဲ့လိုအကြီးတစ်လုံးတင်ထားတဲ့လောက်အောင်လေးတယ်လို့ပြောတယ်သူက EV မှာ engine မပါတော့ engine စား motor နဲ့ဆိုတော့ weight တော့ပိုပေါ့တယ်ဒါပေမဲ့အဲ့စာဘက်ထရီကအရင်အေးနေတော့သူကပုံမှန်စီကားထက်သူက 30% လောက်လေးချင်အောင်ပို့တယ်လို့ပြောတယ်အဲ့လောက် weight ကြီးကိုထမ်းထားရတဲ့ဒီတာယာတွေကိုကျွန်တော်တို့ကညှာသင့်တယ်ပေါ့နော်ကျွန်တော်ဒီပုံပေါ်လို့ဆိုတော့အဲ့ဒါပတ်စံချွေတာယာတော်တော်ရောက်တယ်ဗျာပုံမှန်စီကားတွေမှာသုံးတဲ့တာယာထက်သူက 20% လောက်မြန်ပိုပြတ်တယ်အဲ့တော့မှကျွန်တော်တို့ကဒီ EV ကနင်းလို့ကောင်းတော့လေအဲ့လိုလီဗာကိုစော့ရင်သူကပိုပြီးပြတ်တယ် EV တာယာတွေကအခုကဈေးကတားကြီးတယ်လေဘက်ထရီကတားလေးတို့ကျတော့ EV ကားတွေကတုံးတယ်ကိုငြိမ်နေဗျာငြိမ်တော့ကိုကားသိရမလား AC ပါဒီလောက်နဲ့လဲ꿰ရင်ရတယ်ဆိုပြီးတော့အရှိန်နဲ့꿰တာတို့ပြီးရင် brake ကိုလို့စောင့်အုပ်တာတို့ lever ကိုစောင့်နင်းတာတို့ပြောပြီးရင်ထားပါတော့ကို EV က suspension တာကောင်းတယ်ပေါ့ဗျာသိရမလားအဲ့တော့အမြန်လမ်းတွေမှာဆိုရင်လေသိရမလားတုံတုံဆိုရင်အဲ့လိုအရှိန်မလျှော့ပဲသွားတာမျိုးဗျာကျွန်တော်ပြောချင်တာလို့တရားတွေချိုင်းနေမှာဆိုရင်အရှိန် short ကို short တင်တယ်ဘာလို့လဲဆိုတော့အဲ့ကား weight ကြီးနဲ့အဲ့လောက်အရှိန်နဲ့ဒီချိုင်းပေါ်မှာကြားတဲ့တိုင်ကအရန်နာတယ်ဗျာပြီးတော့ဒီကားအလေးကြီးပေါ်ကိုဒီလောက်ကားအလေးကြီးကိုထမ်းထားရတဲ့တိုင်ကဒီအကွေ့တွေပါတွေမှာဆိုရင်သူ weight အရန်ရော weight ကို speed ရောအရန်ထမ်းထားရတဲ့အတွက်သူကအဲ့လိုတာစားတာအရန်မြန်တယ်ပြီးတော့ကျွန်တော်တို့ဒီ0 to 100 3မလား 3.5 3.7 second တော့ပါပေါ့နော်သူကဒီလောက်တော့ကိုအတားရကိုပေးတဲ့အတွက်သူကအဲ့လို slip ဖြစ်ပြီးတော့လေတာစားတာအရန်မြန်တယ်အဲ့လိုဟာတွေကလည်းလေကျွန်တော်ပုံမှန်မီးပွိုင်းသွားရင်တော့မှဗျာမီးပွိုင်းမှာဆိုမီးစိမ်းရင်မြန်ထွက်ချင်တယ်လေအဲ့အတွက်လီဗာကိုစောင့်နေလိုက်ရင်ကိုတာယာအရန်နာတယ်အဲ့တော့ဒီလိုမတိလိုက်တဲ့လူအကျဉ်းလေးတွေကလေဒီတာယာကိုအဲ့လိုမြန်ပြတ်တယ်ပုံမှန်တော့မှ 20% လောက်အမြန်ပြတ်နေတဲ့ဟာဗျာဒီလားထားပါတော့စီကားကီလို9000လောက်မှလဲရမယ့်ဟာ EV ဆိုရင်ကီလို3000လောက်မှလဲနေရမှာဗျာဒီလားအဲ့ကြောင့်မလို့ तू ကအခု EV တာယာပုံမှန်စီကားတာတဲ့ဈေးရတယ်တားကြီးတယ်အဲ့တော့လူတွေအဲ့ဒါကိုတိတ်မမြင်ဘူးအစပိုင်းမှာဆိုတော့တကယ်ဒါလေးလုံးလို့လဲလိုက်တဲ့အချိန်ကျရင်ဈေးကနင့်နေရပဲအဲ့တော့ EV second web မယ်ဆိုရင်လည်းတည်မလားကီလို3-4သောင်းလောက်ဆိုရင်တားရီစစ်ဘာလို့လဲဆိုတော့အဲ့တာလေးလုံးလဲလိုက်ရင်ဈေးကလုံးဝလန်ထွက်နေအဲ့တော့စီကားမှာဆိုရင်လောက်လီဗာနင်းပြီးသွားနေတော့အရှိန်လျှော့လိုက်တယ်ဆိုရင်သူ speed လေးနဲ့သူတာယာဆက်သွားနေရဗျာအဲ့ချင်းသူတာယာလေးကနည်းနည်းနားရတယ်ဒါပေမဲ့ EV မှာကျတော့မဟုတ်ဘူးသူ region braking ပါတော့ကျတော့အများနဲ့အလုပ်လုပ်နေရတာဟိုဘက်လှည့်ဒီဘက်လှည့်နေဆိုတော့ဒီကောင်ကတာယာဘယ်တော့မှအနားမရဘူးဖြစ်နေရပါတော့အဲကြောင့်မလို့ EV တာယာတွေကိုနည်းနည်းပို့ပြီး view site တော့ live ဖက်ကြည့်သလောက်သူကဒီ6လတစ်ခါတော့ alignment ချိန်ပေါ့နော် EV က weight များတယ်ဝင်းမြောက်သူ suspension ဘေးကိုကားသွားတာတွေဘာတွေကကျတော့ပုံမှန်ထက်ပိုဖြစ်တော့ကျတော့ဒီ EV တာလေးတွေကပိုစားတတ်တယ်အဲ့လိုစားနည်းနည်းစားသွားရင် alignment ဆောင်းသွားရင်အဲ့ဖိတဲ့ weight ကြောင့်သူကစားသွားတာပိုပြီးမြန်စားတယ်အဲ့ကြောင့်မလို့သူကဒီ alignment ကိုလည်းသူက6လတစ်ခါလောက်ချိန်ခိုင်းတာပြီးတော့နောက်တစ်ခုကတာယာလဲလို့ရှိရင်စီကားမှာထဲတဲ့တာယာ EV မှာသုံးလို့ရလားဆိုရင်သုံးလို့ရတယ်ဒါပေမဲ့မသုံးနဲ့ဘာလဲဆိုတော့ EV ကဒီ weight များတဲ့အတွက်သူ့ရဲ့ဒီ side wall ကိုသူကမာပြီးကြစ်အနေအောင်သူလှုပ်ထားတာ EV တက်ထုတ်ထားတာ EV တာယာဒါပေမဲ့စီကားတာယာထဲဆိုရင်ဘာဖြစ်မလဲဆိုတော့မြန်ပိုပြက်မယ်ပြီးရင် range လဲကျမယ်အဲ့လိုပဲအလွယ်မှတ်ထားလိုက်အဲ့ဒါကြောင့်မလို့စီကားတာတော့ထဲမသုံးနဲ့ EV ကားမှာဆိုရင် EV ကားတာပဲသုံးပြီးတော့အရေးကြီးတာ၄ပေါင်ပြည့်အောင်ဖြည့်ဖို့နော်ကျွန်တော်ဒီပုံမှန်ဆိုရင်ကျွန်တော်စီကားမှာဆိုရင်28လာပါလားအဲ့လိုမျိုးပုံမှန်ထားပြီးသွားလို့ရတယ်ဗျာဒါပေမဲ့ EV မှာလုံးဝမရအောင်နော်သူတကားမှရေးထားတဲ့၄ပေါင်တိုင်းအတိအကျအမြဲတမ်းဖြည့်ပေးဒီ EV ကမှ၄ပေါင်နေတာနည်းနည်း short ရှိတယ်ပေါင်နေတယ်ဆိုရင်သူ range လဲကျတယ်ပြီးတော့ဒီ EV ဘေးနှခမ်းသားတွေစားသွားအရန်စားသွားတတ်တယ်အဲ့၄ပေါင်အနေနဲ့မောင်းရင်လေအဲ့ကြောင့်မလို့ဒီ EV ၄ပေါင်အမြဲတမ်းပြည့်နေအောင်ထားမှရမှာ